အိုက်တင်တော့ကောင်းတာပဲဒါပေမဲ့ဒီလိုပုံစံတော့ပတ်စံမရှာပါနဲ့ကွာမင်းအတွက်အန်ရည်များပါတယ် ကိုကမြစ်ပတ်ကြီးဆိုတော့အကိုနဲ့ပေါင်းမြစ်ပတ်ရမယ့်ကိစ္စတစ်ခုလောက်စဉ်းစားထားတယ် သိပါ စာလာတော့လေခိုးစားဖို့ ဟုတ်စဉ်းစားတယ် 说起来有的路跑的路也是呀。 မင်းရင်ထဲမှာနင်းစီနေဆိုတဲ့သူမမတင်နေဖြစ်ဖို့အတွက်အများကြီးကြိုးစားခဲ့ရတာ မြစ်ကြီးကြော်ထားတဲ့အတိုင်းခိုးစားနေတာပေါ့လေဟုတ်လား ခိုးစားနေရမဟုတ်လမ်းမေးမှာပေါ်တင်ဝဲစားနေနေတော့ဒီထိုင်ကားပေါ်မှာဒုံဟုတ်တယ်တခြားမိကိရောက်ရှိနေတာဒုံမချက်ဘူး မာရွေးပါစေအခုနေတော့ငါမပြူပြင်းအတိတ်ပဲမပွင့်ဆိုနိုင်သိနေရှာကြပဲတည်တယ်အသေးလုံးငါနေအတိုင်းရိုက်ချိုးကိုင်းစိတ်ခိုင်းသလားငါဘလို့ဖြစ်သွားလဲမကြုံသေးလို့ရှူရလား အကိုအမလိုအသက်လောက်ချစ်တဲ့သူနောက်တစ်ယောက်ရှိချင်ရှိနိုင်တာပဲလေအကိုပုံကအမကိုတက်လောက်ချစ်တဲ့ပုံတော့မပေါ်အမမေးကြည့်ပါလားငါ့ကိုတက်လောက်ချစ်လားလို့ ငါကျွန်တော်အသက်လောက်ချစ်ပါဆိုစကားတော့ဘာမှမဆိုင်ဘူးမတို့တော့ရှင်းပြနေစမ်း ဘယ်မိမမှာကိုချစ်သူတခြားမိမနဲ့ရောထွေးပြီးနေနေတော့ပျော်ပြီးတော့ကြည့်မှာမဟုတ်ဘူးအဲ့ဒီခန်းစားချက်ကိုလည်းဘယ်ယောက်ျားမှကိုချင်းစားတာမဟုတ် 4U Cinema application ကို Android phone မှာဆိုရင် Play Store မှာ F1 Cinema မြန်မာကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။ iOS ဖုန်းမှာဆိုရင် App Store မှာ 4U Cinema ကိုရိုက်ရှာ၍ဒေါင်းလုဒ်ကြည့်လို့ရမှာဖြစ်ပါတယ်ရှင်။